AIS Wi-Fi username နဲ့ password ပြောင်းနည်းလေးကိုပြောပြပေးသွားပါမယ် Google Chrome နဲ့ရောက်ပြီဆိုရင် myaisfiber.com link လေးကိုရိုက်လိုက်ပါ Thai language နဲ့ဖော်ပြထားတဲ့ကိုယ့်ရဲ့ AIS Wi-Fi page ထဲရောက်သွားပါလိမ့်မယ် Thai language နဲ့ဖတ်လို့အဆင်မပြေခဲ့ရင် page ရဲ့အပေါ်ညာဘက်ထိပ်တောင်က English language ကိုနှိပ်ပြီးပြောင်းလိုက်ပါဒါဆို page က English language ပြောင်းလဲဖတ်ရှုလို့ရသွားပါလိမ့်မယ် My profile ကတော့မိမိဝယ်ယူအသုံးပြုတဲ့ internet package အမျိုးအစား internet speed အမျိုးအစားမိမိရဲ့ IP address နဲ့ internet wifi set အမျိုးအစားကိုဖော်ပြပေးထားတာဖြစ်ပါတယ် device setting ကတော့ username နဲ့ password ပြောင်းလို့ရမယ်အထူးကနေရာတွေဖြစ်ပါတယ် device setting နဲ့နှိပ်ဝင်လိုက်ရင် wifi 2.4 GHz နဲ့ 5.0 GHz ဆိုပြီးအပေါ်အောက်နှမျိုးတွေ့ရမှာပဲဖြစ်ပါတယ် wifi 2.4 GHz နဲ့ 5.0 GHz နှစ်ခုစလုံးမှာ wifi name ပြောင်းမယ်ဆိုရင် access ID wifi name က4000ကွက်လေးကိုနှိပ်ပြီးအမှန်ချစ်ပါပြီးရင် name ပြောင်းပါပြီးရင် wifi password ထိတ်က4000ကွက်လေးကိုနှိပ်ပြီးအမှန်ချစ်ထပ်မှန်ချစ်ပါပြီးရင်ကိုသတ်မှတ်ပေးခြင်းတဲ့ wifi password အမျိုးအစားကိုရိုက်ထည့်ပါ wifi name ကို password ကိုရိုက်ထည့်ပြီးသွားရင်အောက်ကအစိမ်းရောင်အကွက် submit ကိုနှိပ်လိုက်ပါဒါဆို wifi name ကို password ကိုပြောင်းလို့ပြီးသွားပြီပဲဖြစ်ပါတယ် change internet speed ကိုနှိပ်လိုက်ရင်မြားပြပြီးရွေးချယ်လို့ရမယ့် internet speed ကို download နဲ့ upload ကိုအချိုးညီမျှပြီးသုံးခြင်း internet speed ကို full speed download အဖြစ်နဲ့အသုံးပြုခြင်းနဲ့ internet speed ကို full speed upload အဖြစ်အသုံးပြုခြင်းဆိုပြီး၃မျိုးကိုရွေးချယ်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ် user guide ကိုနှိပ်ပြီးဝင်လိုက်ရင်တော့ညာဘက်မှာ PDF file ကို download လုပ်လို့ရမယ်မြားလေးကိုတွေ့ရပါလိမ့်မယ်မြားလေးကိုနှိပ်ပြီး download လုပ်လိုက်ပါအသုံးမပြုတ်တတ်သေးတဲ့သူများအတွက်ရည်ရွယ်ပြီးပြောပြပေးခြင်းပဲဖြစ်ပါတယ်နောက်ထပ်လည်းဘူးတုတရစေနိုင်မဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးပြောပြပေးပါပါမယ်